ဂျပန်ကိုလာစားတဲ့တောင်းတင်တဲ့လူတွေများရတဲ့ပြပါဆိုရင်ကျွန်တော်တကူတဲစားတော့ဆိုင်မှာရှိပါတယ်ခင်ဗျာတကူတဲစားတော့ဆိုင်ရာဆိုကျွန်တော်တို့ဒီဂျပန်စား level ပုံမူတည်ပြီးတော့ကျွန်တော်အခြေခံလာစားတွေကျွန်တော်တို့ကွာချက်တွေအများကြီးရှိတယ်လို့တခြားဒီအရေးချင်းတွေတောင်းတဲ့ဟာတွေကျွန်တော်မျိုးမျိုးခွာတာရှိတယ်ပေါ့နော်ဥပမာတစ်ခုပြောမယ်ဆိုကျွန်တော်တို့အခြေခံလာစား18တောင်း23တောင်း30ထိပေးဟာတွေရှိပါတယ်ခင်ဗျာဒါတွေရဲ့ဘာကွာလုံးစပမတိချက်ကျွန်တော်ဥပမာတစ်ခုအနေနဲ့ကျွန်တော်ပြောမယ်ဆိုရင်လာစားရန်တောင်း30မြန်မာပြည်တက်ရှိနိုင်မယ်ဆိုတော့ကျွန်တော်တစ်လားကိုအခြေခံလာစားတစ်သိန်းကျော်ထိရရှိနိုင်တဲ့ကျွန်တော်တို့တကူတဲတရုတ်စားတောက်ဆိုင်တို့ဟာမျိုးတွေဆိုရင်ကျွန်တော်တို့ဒီဂျပန်စားလေးပဲကျွန်တော် F4 အောင်လမ်းမှတ်နဲ့တကူတဲအောင်လမ်းမှတ်အပြင်တရုတ်စာမှာကျွန်တော်ရဖို့လိုပါတယ်အဲ့တော့မေးစာမင်းကိုတစ်ခါကျွန်တော်ဂျပန်စာနဲ့ကျွန်တော်တော်တော်တိုင်ပတ်နေပြီတရုတ်စာပါထပ်တင်ခိုင်းနေပြီတရုတ်မာလေးနဲ့ပါကျွန်တော်ကြီးစားဖြစ်ဖို့လိုအပ်နေပြီဆိုရင်တော့ကျွန်တော်တို့အဆင်မပြေတော့ပါဘူးအဲ့တော့ဒါပေမဲ့အဲ့လိုတရုတ်စာလည်းရမယ်ဂျပန်စာအောင်လမ်းမှတ်နဲ့ရှိထားမယ်ဆိုတော့ကျွန်တော်အခြေခံလာစာကိုရန်တောင်း30လောက်ထိကျွန်တော်တို့ရနိုင်မှာဖြစ်တယ်ပေါ့နော်ဒါကိုယ့်ရဲ့အရေးချင်းမှမူတည်ပြီးတော့ရတော့နိုင်တဲ့ပုံစံမျိုးကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တရုတ်စာတွေကျွန်တော်ဆက်မတင်ချင်တော့ဘူးကျွန်တော်ဂျပန်စာနဲ့ပဲကျွန်တော်တေချာလေးတင်ချင်တယ်ဆိုရင်ကျွန်တော်ဘာလို့လုပ်ရအောင်ဆိုတော့ကျွန်တော်တို့ N4 အပြင်ကျွန်တော် N3 ထိအောင်ဖို့လိုပါတယ် N3 အောင်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အခြေခံလာစာကျွန်တော်ရန်3000လောက်ထိရရှိသွားမှာဖြစ်တယ်ပေါ့နော်နားစာပူတော့များသွားမယ်ဒါပေမဲ့ကိုက N3 စာထိလည်းကျွန်တော်မတင်ချင်ဘူး N4 လောက်နဲ့ပဲကျွန်တော်တို့ဂျပန်သွားချင်တယ်ဆိုရင်တော့ကျွန်တော်အခြေခံလာစာရန်18000လောက်ထိပဲရရှိမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ပြောချင်တဲ့သဘောတရားကကိုယ့်ရဲ့အရေးချင်းပေါ်မူတည်ပြီးတော့ကိုရမယ့်လာစာတွေအကျိုးခံစား권နဲ့မတူဘူးဆိုတဲ့သဘောတရားလေးကိုကျွန်တော်နောက်တစ်ချိန်လောက်ပြပေးတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒါကြောင့်ဒီဂျပန်ကိုတော့ကျွန်တော်သွားချင်တယ်ဘယ်ဟာစလို့စမယ်မသိတဲ့လူတွေအတွက်လည်းကျွန်တော်စာအကြောင်းမှာဂျပန်စာကျွန်တော်တို့စပြီးတော့သင်ပေးရရှိပါတယ်ခင်ဗျာဂျပန်စာခုမှစတင်မဲ့လူတွေကျွန်တော်တို့ basis L5 အပြင်ကျွန်တော် L4 တန်းတွေ N2 တန်းတွေကျွန်တော်တို့ဖွင့်လိုက်ရှိပါတယ်ခင်ဗျာဒါအပြင်အခုချိန်นี้ကျွန်တော် N3 အောင်လမ်းမဲ့နဲ့ကန်ဆောင်ထားတယ်တကူတဲ့ဆောက်ဆိုင်အောင်လမ်းမဲ့နဲ့ကန်ဆောင်ထားတယ်အင်တာဗျူးတွေဖြေတော့ဖြေတယ်ဒါပေမဲ့တပုံပုံကြနေတယ်အဲ့တော့ဂျပန်စကားပြောအားနည်းနေတဲ့လူတွေအင်တာဗျူးမှန်တာအားနည်းနေတဲ့လူတွေအတွက်လည်းကျွန်တော်တို့စာကွာအကြောင်းမှာဒီ Kaiwa class ပေါ့နော်စကားပြောတဲ့ class တွေကျွန်တော်တို့ဖွင့်ထားရရှိပါတယ်ခင်ဗျာကျွန်တော်စာအကြောင်းဆိုရင်ကျွန်တော်တို့ရန်ကုန်မန္တလေးတောင်ကြီးပခုတ်ကူနဲ့ဒီမော်လမြိုင်မှာပေါ့နော်ကျွန်တော်စာကွာအကြောင်းဝယ်ကျွန်တော်ဖွင့်ထားရရှိတယ်လို့အလုံးမားတဲ့လူတွေတို့လည်းကျွန်တော် Zoom class တွေ video class တွေကျွန်တော်ဖွင့်ထားရရှိတာကြောင့်ကျွန်တော်စာအကြောင်းကိုရွေးချယ်တရားချဖို့အတွက်ကျွန်တော်အနေနဲ့တန်းလုံးလို့ဆိုပါတယ်ခင်ဗျာဒီ video လေးကိုဆုံးကြည့်ပြီးတဲ့အတွက်လည်းအထူးအထူးရှိပါတယ်ခင်ဗျာ